CEO သည်သူ၏ဇနီးကိုချိန်ချောက်ခဲ့သည့်အတွက်ဘီလီယံနာမိသားစုတစုလုံးကိုညတွင်ချင်းပင်ပညာပြန်ပြခဲ့ပါသည်သို့တော်သူမကိုကာကွယ်ရန်သူအိမ်သို့အပြေးပြန်လာချိန်တွင်တော့သူမထွက်သွားခဲ့ပါပြီသူမထားခဲ့သောအရာများမှာကွာရှင်းပြတ်ဆဲခြင်းသဘောတူညီချက်နှင့်နှုတ်ဆက်စာတစ်စောင်သာဖြစ်သည်ထိုအချိန်တွင်အတိတ်ကအမတ်တရားများပြန်လည်ဝင်ရောက်လာခဲ့သည်သူမကိုပထမဆုံးအကြိမ်မြင်တွေ့ခဲ့ရချိန်ကသူမသည်ဝက်ဝံဝစ်စုံကိုဝစ်ဆင်ထားပြီးလူအုပ်ထဲတွင်တိတ်ဆိတ်စွာရပ်နေခဲ့သည်သူသည်သူမိုက်အနံမေကိုပင်မတိခဲ့တော့လဲသူ၏ငယ်ချစ်ဦးကိုလက်စားချေရန်အတွက်သာလက်ထက်ရန်စာချုပ်ချုပ်ဆိုဖို့ကမ်းလှမ်းခဲ့သည်မင်းသည်ယာယီသာဖြစ်ပြီးသဘောတူညီချက်တစ်ခုသာဖြစ်မည်ဟုသူထင်ခဲ့သည်ထိုစာချုပ်သက်တမ်းအတွင်းသူမကိုချစ်မိသွားလိမ့်မည်ဟုသူဘယ်တော့မှမမျှော်လင့်ခဲ့ပေသို့သောသူ၏ခံစားချက်များကိုသူနောက်ဆုံးတွင်သဘောပေါက်လာချိန်၌အရာအလုံးနောက်ကျနေခဲ့ပြီဖြစ်ကာထိုအချိန်သည်အရာအလုံးပျက်စီးသွားသောအချိန်ဖြစ်သည်သူ၏ငယ်သူငယ်ချင်းငယ်ချစ်ဦးကသူ့ကိုပြန်လိုချင်သောကြောင့်အတူအယောင်လဲကျဟန်ဆောင်ကသူ့ရှေ့တွင်သူ၏ဇနီးကိုအပြစ်တင်ခဲ့သည်သူကဘာမှမပြောဘဲသူမှငယ်ချစ်ဦးကိုဆေးရုံသို့ခေါ်သွားခဲ့သည်ထိုနေရာတွင်သူမကသူ့ကိုရွေးချယ်စရာတစ်ခုပေးခဲ့သည်ငါနဲ့အတူနိုင်ငံခြားကိုလိုက်ခဲ့မဟုတ်ရင်သူ့ရဲ့ဇနီးဖြစ်သူ၏ဂုဏ်သိက္ခာကိုငါဖျက်ဆီးပစ်မယ်သူ့ဇနီးကခွင့်လွှတ်လေမရသောအရာတစ်ခုခုကိုလုပ်ခဲ့တယ်လို့မျိုးသူမီးဘဝတစ်ခုလုံးကိုပျက်စီးသွားစေမိအရာတစ်ခုကိုလုပ်ခဲ့တယ်လို့မျိုးသူမကဖန်တီးခဲ့သည်သူတွင်တတ်သိမရှိပေရွေးချယ်စရာတစ်ခုသာရှိသည်သူဆက်နေမည်ဆိုပါကသူ၏ဇနီးသည်ဖျက်ဆီးခံရမည်ဖြစ်သည်ထို့ကြောင့်ဇနီးဖြစ်သူကိုကာကွယ်ရန်အတွက်သူကထိုမိန်းကလေးနှင့်အတူထွက်သွားခဲ့သည်သို့တော်သူမသိခဲ့သောအရာမှာသူ၏ဇနီးသည်သူ၏အကိုထံမှစကားတခွန်းကိုသာကြားခဲ့ရခြင်းဖြစ်သည်မင်းယောက်ျားကသူ့ရဲ့ငယ်ချစ်ဦးနှင့်အတူထွက်သွားပြီးသူဘယ်တော့မှပြန်လာတော့မှာမဟုတ်ဘူးဆိုသည့်စကားဖြစ်သည်နှလုံးကွဲကြေလျက်သူမသည်သူမိပစ္စည်းများကိုထုတ်ပိုးကသူ၏အိမ်မှထွက်ခွာသွားခဲ့သည်တစ်ချိန်တည်းတွင်သူကသူမထန်စာဖို့ရန်ကြိုးစားသောအခါသူမကသူ့ကိုဘလော့ထားကြောင်းသိလိုက်ရသည်ဒါကတခုခုမှားယွင်းနေပြီဟုသူပထမဆုံးအကြိမ်ခံစားလိုက်ရခြင်းဖြစ်သည်သူချက်ချင်းအိမ်သို့အပြေးပြန်သွားခဲ့တော်လဲအိမ်ကြီးမှာအလို့ဖြစ်နေခဲ့သည်စားပွဲပေါ်တွင်စားတစ်ဆောင်ရှိနေသည်စာကိုဖတ်နေစဉ်သူ၏လက်များတုံရင်နေခဲ့ပြီးနှစ်ခါပြန်မစင်းစားဘဲလေစိတ်သို့တန်းပြေးခဲ့သည်အကြောင်းမှာသူမထိုလေရင်ပေါ်သို့တက်သွားပါကသူမကိုထာဝရဆုံးရှုံးရနိုင်သောကြောင့်ဖြစ်သည်သူမကိုတားဆီးရန်လေစိတ်သို့အပြေးလွှားသွားခဲ့တော်လဲသူမကိုတွေးလိုက်ရသည့်အချိန်တွင်သူမကရုတ်တရက်သူ့ရင်ခွင်ထဲသို့ပြေးဝင်လာပြီးသူ့ကိုတင်းကျပ်စွာဖတ်ထားခဲ့သည်သူစွန့်အပ်သွားခဲ့ပါသည်သူမကမျက်လုံးမြည်ရဲများဖြင့်သူ့ကိုမောကြည့်ကဝမ်းနည်းစွာပြုံးလိုက်ပြီးကဲကျမရှင်ကိုသဘောကျတယ်ဒါကြောင့်ရှင်ရဲ့ငယ်ချစ်ဦးစီပြန်သွားတာကိုရက်တန့်ပြီးကျမကိုသဘောကျဖို့စ조사ပေးလို့မရဘူးလားဟုပြောခဲ့သည်သူ၏မျက်နှာအမူအရာလုံးဝပြောင်းလဲသွားခဲ့သည်ငါကတခြားတစ်ယောက်အတွက်ဒီအထိရောက်လာတယ်လို့မင်းတကယ်ထင်နေတာလားတခြားတစ်ယောက်အတွက်သူမိမျက်လုံးများတုန်ခါသွားခဲ့သည်သူမထက်မပြောနိုင်မီသူကသူမိလက်ကိုညင်သာစွာကင်ကလက်စွပ်တကွင်းကိုသူမိလက်ချောင်းလေးပေါ်သို့ဖြင်းချင်းစွာဆွပေးလိုက်သည်မင်းကဘဝထဲကိုဝင်လာခဲ့တဲ့အချိန်ကစပြီးငါတခြားဘယ်သူကိုမှအဲ့ဒီလိုထပ်မကြည့်ခဲ့တော့ဘူးသူမိနှလုံးခုန်နှုံးများရက်တန့်သွားတယ်လို့ခံစားလိုက်ရသည်သူနောက်ဆုံးတော့ဖွင့်ပြောခဲ့ပါပြီသို့တော်တခုခုလိုအပ်နေသေးတယ်လို့ခံစားနေရဆဲဖြစ်သည်မိကွန်းတစ်ခုကသူ့ကိုခြောက်လက်နေခဲ့သည်သူ့အကိုကသူ့ကိုဘာကြောင့်တစ္ဆာဖောက်ခဲ့တာလဲသူနောက်ထပ်စကားတခွန်းမှမပြောတော့ဘဲအင်ကြီးစီတို့အပြေးလွှားသွားခဲ့သည်သူအဖြေတွေလိုအပ်နေသည်သို့တော်သူရောက်ချင်းမှာပင်သူ၏ဖုံးမြည်လာခဲ့သည်ဆရာသခင်မလေးပျောက်သွားပါတယ်ရုတ်တရက်ထိတ်လန့်မှုကသူ့စီချက်ချင်းဝင်ရောက်လာသည်သူလက်ရည်အပြင်သို့ပြေးထွက်သွားခဲ့သည်သူမကိုသူ့အကိုဖြစ်သူကဖမ်းခေါ်သွားကြောင်းသူမသိခဲ့ပေလမ်းတွင်သူ့အကိုထံမှဇနီးဖြစ်သူကိုပြသထားသည့်ဗီဒီယိုခေါ်ဆိုမှုတစ်ခုရရှိခဲ့သည်ချက်ချင်းပင်သူ၏မျက်လုံးများတွင်ဒေါသများတောက်လောင်သွားခဲ့သည်ပထမဆုံးအကြိမ်အဖြစ်အမှန်တရားကိုသူနားလည်သွားခဲ့သည်သူ့အကိုကအာနာအတွက်သူ့ကိုတစ္ဆာဖောက်ခဲ့ခြင်းမဟုတ်ပေပင်မှလက်စားချေခြင်းဖြစ်သည်ထိုမိန်းကလေး၏ဖခင်ကားကသူ၏မိခင်ကိုတိုင်းမိခဲ့သည့်ကလေးဘဝကမတော်တဆမှုတစ်ခုထိုနေ့တွင်သူ၏မိခင်တည်ဆုံးသွားခဲ့ပြီးထိုချိန်မှစလေအကိုဖြစ်သူသည်ထိုမုန်းတရားများကိုနှစ်ပေါင်းများစွာတည်ဆောင်လာခဲ့ခြင်းဖြစ်သည်ယခုအခါတွင်သူသည်ထိုမိန်းကလေးကိုသူတစ်ချိန်ကခံစားခဲ့ရတဲ့ကဲ့သို့နာကျင်ခံစားစေခြင်းခဲ့သည်သို့တော်ကံကောင်းထောက်မစွာဖြင့်ကားကိုအချိန်မီရပ်တန့်နိုင်ခဲ့သည့် CEO သည်အရှိတို့ပြေးသွားကသူမကိုဆွဲထုတ်ပြီးဆေးရုံသို့တိုက်ရိုက်ခေါ်ဆောင်သွားခဲ့သည်မိနစ်တွေကနာရီတွေလိုခံစားရသည်နောက်ဆုံးတော့ဆရာဝန်ထွက်လာခဲ့သည်သူ၏နှလုံးသားတင်းကျပ်သွားသည်ဆရာဝန်ကသူ့ကိုကြည့်ပြီးစိတ်မကောင်းပါဘူးဟုပြောခဲ့သည်သူ၏ကဘာကြီးရပ်တန့်သွားခဲ့သည်သူလုံးဝပြိုလဲသွားခဲ့သည်ငါ့ကိုထားမသွားပါနဲ့ကျေးဇူးပြုပြီးငါမင်းကိုချစ်တယ်ကျေးဇူးပြုပြီးငါ့ကိုထားမသွားပါနဲ့သူကလေးတယောက်လိုနှိုးကြွေးခဲ့သည်ထို့နောက်ရုတ်တရက်သူမောကြည့်လိုက်ပြီးအားတင်သွားခဲ့သည်ကောင်မလေးကသူ့စီကိုရှောက်လာနေသည်ဘေးကင်းလျက်အသက်ရှင်လျက်သူနှိုးကြွေးနေခဲ့ရသည်မှာသူ၏အကိုအတွက်ဖြစ်သည်သူ့အကိုသည်သူ၏လက်စားချေမှုအပြီးတွင်အသက်ဆုံးရှုံးသွားခဲ့ပြီဖြစ်သည်ကောင်မလေးကတော့ဘေးကင်းခဲ့သည်သူမစီကိုပြေးသွားပြီးသူ့ရင်ခွင်ထဲကိုဆွဲသွင်းလိုက်ပါတယ်မင်းဘယ်လိုများဖြစ်ရတာလဲငါမင်းကိုဆုံးရှုံးလိုက်ပြီလို့ထင်နေခဲ့တာသူမကသူ့ကိုတင်းကျပ်စွာဖတ်ထားလိုက်သည်ကျမရှင်ကိုချစ်တယ်ရှင်ကိုဘယ်လိုလုပ်ထားသွားနိုင်မှာလဲသူတို့နှစ်ယောက်လုံးငိုကြွေးခဲ့ကြသည်ထိုခိုက်အတန့်တွင်အရာအလုံးနောက်ဆုံးတော့ပြီးဆုံးသွားခဲ့သည်ကွဲအပ်နေသောဇလန်းတပုတ်နောက်ဆုံးတွင်ကုစားနိုင်ခဲ့ပြီဖြစ်ပါသည်